လာပါကျွန်တော်ရဲ့မမတင်စားပါကျွန်တော် idol ကြီးကဲဒီခေါက်စပင်ဘယ်လိုချင်းနေဘယ်လိုလုပ်ပြီးမှလဲဆိုရင်ဆရာသဘောပါတဲ့ယုံကြည်ရလေတမတစ်ခါလဲရမ်းလှသွားတယ်ဒီတစ်ခါလဲပိုလှမယ်ဆိုတာယုံကြည်ရโอเคအားချောင်းဒီတစ်ခါကျကျွန်တော်ကမဟုတ်နည်းနည်းတူလိုက်မယ်တော့တူလိုက် step လေးပေါ့တူမယ်တူရလောက်တူမယ်ပြီးတော့မှ step ဆွဲချပေးမယ်ပြီးရင် color နည်းနည်း light တင်နည်းနည်းလေးစို့လင်းမယ်နည်းနည်းစို့ပေးမယ်ဟုတ်အဲ့လိုပဲပြီးရင် treatment လုပ်ပေးမယ် PC treatment လုပ်ပေးမယ်ဟုတ်ဟိုက changes ဖြစ်မဲ့ပုံစံလေးကဲဟုတ်ပြီကျွန်တော်ကတော့မမတင်တာကိုလောက်ဒီပြောင်းလဲသွားမယ်ဆိုတော့ဗီဒီယိုအဆုံးထိမှာကြည့်ပေးပါလို့ကျွန်တော်ပြောချင်ပါတယ်There's some things you gotta know. I like my beats fast and my bass down low. Bass down low. တော့ဒီကောင်ကကြတော့ BC treatment ပေါ့နော်ဒါ BC treatment အောင်မှာကျွန်တော်ကနည်းနည်းလေးကွန်တာကျွန်တော်ဘိုးတော့ဆိုရဲပစ္စည်းထည့်တာပေါ့နော်အဲ့တော့စံသားကိုအားဖြည့်ပေးတယ်ရေတက်တို့စီတက်ပြီးသွားရင်တန်တက်တို့ပေါ့လိုအပ်တဲ့ဟာတွေထည့်ပြီးတော့ဒီဘိုးတော့နဲ့ဆိုရင်စံသားကပြီးသွားလို့ရှိရင်ဣမယ်အိမ်မှာကိုယ့်ကိုခေါင်းလျှော့လျှော့ဆိုင်မှာလျှော့လျှော့ဟိုအရင်ဘာမှပုံသွင်းရမလို့ပျော့ပျော့ဖြောင်းဖြောင်းလေးဖြစ်သွားဘာလို့လဲဒီကောင်ကျတော့အရင်မိုက်တယ်ပေါ့နော်အဲ့ဒါတော့ဘယ်လိုပြောနည်းနည်းဆက်ရတာပေါ့နော်ဒီဘိုးတော့ကတချို့ကတော့ဘိုးတော့တွေရရှိတာပေါ့ပြင်မာများတယ်ကျွန်တော်တို့ကဒီမှာကျဒီဘိုးတော့ရဖို့တော့ကိုစေးအမျိုးမျိုးဆက်ရတာပေါ့တော်တော်မမပြလို့ပဲတစ်ခုဆက်မှာအဲ့ရဲ့ level တစ်ခုထွက်မှာ BC ချင်းတူရင်တော့မှကျွန်တော်စီမှာကျတော့သူများလည်းမတူတဲ့ BC treatment ရတယ်ဘာလို့လဲဆိုတော့ဘိုးတော့ရမယ် collagen ရမယ်ဟိုလုတ်ကြည့်လိုက်ရင်အရင်တိတာပဲကွာမလုတ်ဘူးလို့မသိဘူးလုတ်ကြည့်လိုက်တော့တိတာ BC ချင်းလုတ်တာရင်တူရင်တော့မှကိုယ့်စီမှာလုတ်တော့ဟာဘူးမိုက်တယ်အဲ့မှုတော့ဆက်ကြ anh ta bằng đôi mắt lấp lánh đôi lúc em tránh ánh mắt của anh vì dường như lúc nào em cũng yêu thấu lòng anh không thể ngắt lời càng không thể để giọt lệ nào được rơi nên anh lùi bước về sauလို့ရှိရင်ဆရာဖို့ပြီးနဲ့အဲ့လိုမျိုးဟို test design ပြောင်းချင်တယ်ဆိုလို့ရှိရင် appointment ကြိုပြီးလုပ်ဖို့ရေးလားကျမကမလို့အားလုံးကျွန်တော် Junction Square ဆိုင်မှာပဲစပြီးထိုင်ပါတယ်အဲ့လိုရှိရင်နောက်တစ်ခါဆရာဖို့ပြီးနဲ့ဆိုပြီး design ပြောင်းချင်တယ်ဆိုဒီလဲလာခဲ့ရ Junction Square ပဲလာခဲ့ Junction Square ပဲလာခဲ့ဒီမှာပဲအမြဲရှိတယ်အများကြီးရှိတယ်မနက်9:00နာရီည9:00နာရီရှိတယ် daily ရှိပါတယ်ဆရာဖို့ပြီး Junction Square ဆိုင်မှာစပြီးထိုင်ပါပြီကဲကျွန်တော်လည်း booking တင်နေတယ်ဆိုရင် Home Fire ရဲ့ page မှာပဲဖြစ်ဖြစ်ကျွန်တော်